လာပါရှင်ဒီနေ့မှာတော့ KFC လုပ်ငန်းရဲ့ Finance Department မှာ Senior Accountant ဖြစ်တာဝန်ယူနေတဲ့မတ်သက်ငုံဖုန်းနဲ့သူ Software Solution နဲ့လက်တွဲပြီးနောက်ပိုင်းမှာလုပ်ငန်းခွင်အတွင်းမှာရရှိလာတဲ့တိတာထင်ရှားတဲ့ပြောင်းလဲမှုလေးတွေအကြောင်းကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါမရှင်အမတို့ KFC လုပ်ငန်းအနေနဲ့ပေါ့နော်ဒီ QuickBooks Online Software လေးကိုပြောင်းလဲပြီးတော့အသုံးပြုခင်မှာဆိုရင်လုပ်ငန်းခွင်အတွင်းမှာအဓိကအနေနဲ့ဘယ်လိုမျိုး Financial Workflow ခက်ခဲတွေကိုရင်ဆိုင်ခဲ့ရပါလဲရှင်ဟုတ်ကဲ့ရှင်အရှင်ကတော့ကျမတို့လုပ်ငန်းရဲ့တိုးတက်လာတဲ့လုပ်ငန်းစဉ်တွေရပါတော့ Centralized Accounting System ပို့ပြုစင်ကိုင်းစနစ်တစ်ခုရှာဖွေနေခဲ့ရပါတော့အဲ့ပြင်အဲ့ system ကိုကျမတို့ Finance Member Team စီအစီအစဉ်ချုံဝင်နဲ့အသုံးပြုနိုင်မှုအတွက် Technical Setup ပိုင်းမှာမကပဲနဲ့ Professional Training ကိုပါကူညီပံ့ပိုးပေးနိုင်မယ်ကြွကျင်တဲ့ expert အဖွဲ့အစည်းကိုရှာဖွေနေခဲ့အောင်မတော် KFC လုပ်ငန်းရဲ့ accounting workflow တစ်ခုလုံးကိုအဆင်ပြေစေဖို့အတွက်ဒီအရေးပါတဲ့ QuickBooks Setup နဲ့ Post Implementation Support ပိုင်းတွေမှာ Software Solution ကိုရွေးချယ်ခဲ့ရတဲ့အဓိကအကြောင်းလေးကိုလည်းသိပေးပါစေရှင်ဟုတ်ကဲ့အဓိကရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းပါတော့သူတို့ရဲ့စနစ်ကျတဲ့ implementation methodology နဲ့ clean နဲ့ response time တို့ကြောင့်ဖြစ်တယ်ပေါ့နော်။သူတို့ရဲ့ accounting workflow ကိုအကောင်းဆုံးဖြစ်အောင်ကူညီပံ့ပိုးပေးနိုင်ပြီးတော့လိုအပ်တဲ့ service တွေကိုလည်းတာဝန်ယူမှုအပြည့်နဲ့တုံ့ဆိုင်ခြင်းမရှိဘဲနဲ့ချက်ချင်းလည်းငယ်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။အမတို့အင်္ဂါရင်ဆိုင်ခဲ့ရတဲ့ဒီအခက်အခဲတွေနဲ့ရှင်ပေါ့နော်အခုလက်ရှိမှာကဒီ software ရဲ့ service တွေကိုလက်တွေ့အသုံးပြုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်အမတို့ financial management အပိုင်းမှာဆိုရင်ဘယ်လိုမျိုးသိတာထင်ရှားတဲ့အကျိုးကျေးဇူးတွေရရှိလာတယ်ဆိုတာလည်းသိပြရစေရှင်ဟုတ်ကဲ့ပါ software ရဲ့စနစ်ကျတဲ့ implementation နဲ့ professional training လုပ်ငန်းစဉ်တွေအားလုံးပြီးဆုံးသွားတဲ့နောက်မှာပေါ့နော်။အမတို့ဖွဲ့သားတွေက QuickBooks Online ကိုကျွမ်းကျင်စွာနဲ့ယုံကြည်မှုရှိရှိနဲ့အသုံးပြုနိုင်နေရဲ့ပေါ့နော်။အဲ့ဒီပြင်ရလက်အနေနဲ့အမတို့နေ့စဉ်အသုံးပြုနေတဲ့ accounting workflow ကတိတတ်တာကိုမြန်ဆန်လာတာကိုတွေ့ရပါတယ်။အဲ့ဒီပြင် software ရဲ့ system မပြတ်တဲ့ technical support နဲ့ထိရောက်သေးချတဲ့လေ့ကျင့်သင်ကြားမှုတွေကြောင့်ပေါ့နော်။အမတို့ရဲ့လုပ်ငန်းစဉ်တွေမှာတွေ့ရတဲ့ human error တွေကိုအနည်းဆုံးလျှော့ချနိုင်ခဲ့ပြီးတော့တိကျမှန်ကန်တဲ့ data management တွေကိုလည်းခေါ်ဆောင်နိုင်ခဲ့ပါတယ်အခုဆက်လက်ပြီးတော့ KFC လုပ်ငန်းရဲ့ Finance Department မှာ Senior Accountant ဖြစ်တာဝန်ယူလုပ်ကိုင်နေတဲ့ကိုစိုးမင်းသူကိုမိကုံးလေးတွေဆက်လက်မေးမြန်းပေးသွားမှာဖြစ်ပါတယ်ရှင်အခုအနေနဲ့ကပေါ့နော်အခုလိုမျိုးအောင်မြင်တဲ့ဒီ digital transformation ဖြစ်လာဖို့အတွက်ကို software solution ဘက်ကနေပြီးတော့အခုတို့ကို QuickBooks ဆက်လက်တွေအပြင်ပေါ့နော်အခြားသောဘယ်လိုမျိုးဝန်ဆောင်မှုလေးတွေနဲ့ support ပေးခဲ့ရဲဆိုတာလေးကိုသိပြရစေရှင်ဟုတ် software ဘက်ကနေကျွန်တော် KFC တွေလိုအပ်တဲ့ QuickBooks online system တစ်ခုလုံးတောင်းရင်ဝေခဲ့တာပါဟုတ်ဒီ system setup ပြုလုပ်ပေးခဲ့တဲ့အချိန်အစားပြီးဒီ channel account setup တွေ test rule တွေ opening balance တွေဒီလုပ်ငန်းခွင်နဲ့ကိုင်းညီအောင်လို့တို့ custom setup ပြုလုပ်ပေးခဲ့ပါတယ်ဒီ customer supplier data တွေကိုစနစ်တကျထည့်သွင်းပေးခဲ့ပြီးတော့ဒီ system အသစ်မှာဝန်ထမ်းတွေတေးချာချာကောင်းကောင်းမွန်မွန်အသုံးပြုနိုင်အောင်လို့ training နဲ့ supporting တွေကိုတေးချာချာလေးတောင်းယူပေးခဲ့တာပါဟုတ်software solution နဲ့ဒီအတူတူပေါ့နော်လက်တွဲလုပ်ခိုင်ခဲ့ရတဲ့ collaboration experience ပေါ်မှာရောအခုတို့ KFC အဖွဲ့သားတွေအနေနဲ့ကဘယ်လောက်ထိအားရကျဉ်းမှုလေးရှိပါသလဲရှင်ခြုံပြီးတော့ပြောလို့ရှိရင်ကျွန်တော် KFC အနေနဲ့ software solution ရဲ့ဝန်ဆောင်မှုတွေကိုတရားဝင်ကတော့အပြည့်အဝစိတ်ကြည်နမှုရှိပါတယ်ဟုတ်ဒီ system စနစ်တစ်ခုလုံးပြောင်းလဲခြင်းအားစပြီးတော့ software ဘက်ကနေပြီးတော့မှအစားဆုံးအပြည့်အဝကူညီပေးခဲ့ပြီးတော့ဒီလုပ်ငန်းလိုအပ်တဲ့အချိန်တိုင်းမှာလည်းအမြဲတမ်းအနည်းငယ်ရှိနေပေးခဲ့ပါတယ်ဟုတ်လုပ်ငန်းရှင်တွေအနေနဲ့ digital system စနစ်ကိုပြောင်းလဲခြင်းနဲ့ဆိုရင်တော့ဒီ software solution ကတော့အကောင်းဆုံးရွေးချယ်မှုဖြစ်လာမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဟုတ်ဟုတ်ကဲ့နောက်ဆုံးမိကုန်းအနေနဲ့ပေါ့နော် digital system ဘိုင်းကိုကူးပြောင်းမှုအတွက်လှုပ်ဆောင်နေတဲ့အခြားသောလုပ်ငန်းတွေနဲ့နောက်ပြီးတော့ဒီ enterprise အဆင့်ရှိတဲ့ဒီလုပ်ငန်းရှင်တွေကိုဆိုရင်ဘာကြောင့်မို့ software solution ကယုံကြည်စိတ်ချရတဲ့ technology partner အဖြစ်ရွေးချယ်တင်လဲဆိုတာကိုအခုတို့ KFC ရဲ့လက်တွေ့အတွေ့အကြုံလေးရအကြံပြုချက်လေးပေးပါအောင်ရှင့်ဟုတ်ကဲ့အခြားလုပ်ငန်းရှင်တွေကိုလည်းဒီ software solution နဲ့လက်တွဲဖို့ highly recommend ပေးချင်ပါတယ်ဟုတ်သူတို့ရဲ့အဓိကအားသာချက်ကတော့ဒီဝန်ထမ်းတွေကိုစနစ်တကျသင်ကြားပေးနိုင်တဲ့ဒီ professional training နဲ့ပြင်ဒီအချိန်နဲ့တပြေးညီကူညီပေးနိုင်တဲ့ supporting အသင်းလည်းရှိတယ်ပြီးရင်လုပ်ငန်းရဲ့လိုအပ်ချက်တွေကိုလည်းထိထိရောက်ရောက်ဖြည့်ရှင်းပေးနိုင်တာမို့လို့ဒီနည်းပညာနဲ့ဗန်နာရေးကဏ္ဍတွေကိုစနစ်တကျအဆင့်မြင့်တင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ software solution နဲ့လက်တွဲဖို့ကျွန်တော် recommend ပေးချင်ပါတယ်ဟုတ်